အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုဖိုင်လေးကိုတင်ရတဲ့အကြောင်းရင်းကတော့ဒီဇင်ဘာ25ရက်နေ့ကအချိန်အဖြစ်နေ့လယ်တနာရီ45ဝန်းကျင်လောက်ပေါ့ဥဇကနာရဲ့ဗီဒီယိုဖိုင်ကြောင်းလေးပဲဖြစ်ပါတယ်ဥဇကနာဆိုတာကျွန်တော်အရန်လေးစားရတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါသူကနိုင်ငံရေးလောကမှာတမတ်ကြတယ်ဆိုပြီးတော့ကျွန်တော်အရန်လေးစားတယ်သူရဲ့ပရိသတ်တယောက်ဆိုလည်းမမှားဘူးပေါ့ပြီးခဲ့တဲ့ဒီဇင်ဘာ25ရက်နေ့ကသူရဲ့ဗီဒီယိုဖိုင်လေးမှာဒီနေ့ကျွန်တော်တို့အင်တာနက်လောက Facebook မှာလူတယောက်နဲ့တယောက်လူမျိုးတစ်မျိုးနဲ့တစ်မျိုးအမုန်းပွားစေမဲ့အပြောအဆိုအရေးသားတွေကိုမရေးကြဖို့မပြောဆိုကြဖို့သူအနှုံညွှန်တောင်းပန်ထားတယ်ပေါ့နော်သူပြောချင်တာ high speed ပေါ့လူမြင်တတ်အောင်ကြည့်ဖို့ပေါ့နော်တယောက်နဲ့တယောက်အမုန်းအပွားကြဖို့အညှို့တေးမရှိကြဘူးသူပြောချင်တာကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတကယ်ချင်းနေအနေနဲ့ဥဇာကနာစီကိုရောက်အောင်ပို့ပေးပါလို့လဲကျွန်တော်ကမြစ်တရက်ခံပါတယ်ကျွန်တော်ပြောချင်တာကကျွန်တော်ကိုယ်တိုင်အားလဲလူတယောက်နဲ့တယောက်အမုန်းပွားစေမယ်လူမျိုးတစ်မျိုးနဲ့အမုန်းပွားစေမယ်အပြောအဆိုအရေးအသားဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရင်ထဲမှာခံစားလာရတာတွေကိုမမျိုးတိတ်နိုင်တော့သူပြောတယ်ဗမာစကားပုံနှုတ်ကြောင်းကြည်လက်ကြောင်းတေရလိမ့်မယ်မှန်ပါတယ်ရအောင်မှန်နှုတ်ကြောင်းကြည်လက်ကြောင်းတေရလိမ့်မယ်သူကိုယ်တိုင်ခံစားခွင့်ဘူးလေသူကစစ်အာဏာရှင်တစ်ခေတ်မှာသူ့ရဲ့သွားတွေတစ်ခုမှမကြံအောင်ရိုက်ခံလာရတာအချုပ်ထောင်ကိုအိမ်လိုသဘောထားခဲ့တဲ့ဥဇာကနာကိုကျွန်တော်အရန်လေးစားပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အပြောဆိုအရေးသားလူတယောက်ကိုနာကျင်စေလောက်တဲ့အထီလောက်ပဲဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်အမှန်တကယ်တော့ဒီရဲ့စကားဒီရဲ့တရားတွေကိုအခုလက်ရှိအရင်အောင်အုပ်ချုပ်သူဗမာအစိုးရနဲ့အခုလက်ရှိအစိုးရဗမာစစ်တပ်ကိုတရားလေးနည်းနည်းလောက်ဟောပေးပါလားဥဇာကနာရဲ့လို့ကျွန်တော်ကတောင်းဆိုချင်တာပါဘာဖြစ်လို့ကျွန်တော်တောင်းဆိုလဲဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေမှာအသိပညာရှင်အတတ်ပညာရှင်အားလုံးကိုခမားတို့ဗမာအစိုးရစစ်အာဏာရှင်တွေကတက်ဖြတ်ခဲ့တာလူပေါင်းလက်ချိုးရည်လို့မကုန်နိုင်ဘူးအဲ့ဒီရဲ့ခံစားချက်နာကြီးချက်မုန်းတီးချက်တွေကိုကျုပ်တို့ဘယ်လိုဖြည့်သိမ်းရမလဲခင်ဗျားတို့ကပြောမှာပေါ့လေပြီးဆိုလေပြီးခဲ့တာလေးလည်းပြီးခဲ့ပါပြီကွာကြည်အေးကြပါတော့ခင်ဗျားတို့ကပြောနိုင်တယ်လေခင်ဗျားတို့ကနိုင်တဲ့လူပဲကျုပ်ရင်ထဲမှာခံစားတာဘလို့ခံစားတိလားဒိုင်နမိုင်းတွေရန်ငွေတွေတီထုံခဲ့တဲ့ Everett Nobel လို့ပဲကျွန်တော်ခံစားရတယ်နိုဘယ်ကဘလို့ခံစားခဲ့ရလဲဆိုတော့သူတီထွင်လိုက်တဲ့ဒိုင်နမိုင်းတွေရန်တွေဟာလူသားတွေရဲ့ကောင်းကျိုးချမ်းသာအတွက်ကောင်းကျိုးချမ်းသာတဲ့နေရာတွေမှာအသုံးပြုဖို့အတွက်တီထွင်လိုက်တဲ့ဒီဒိုင်နမိုင်းရန်တွေကလူရှင်းတက်ဖြတ်တဲ့အချိန်မှာလက်နက်ခဲရအဖြစ်သုံးပြလာတော့သူ့ရင်ထဲမှာအင်မတန်မှဝမ်းနည်းခဲ့တယ်ဝမ်းနည်းကြေကွဲခဲ့တယ်သူတေကနေသူ့ရဲ့တေတန်းစာမှာကပ္ပနိုင်ငံတွေက
ထူးချွန်တဲ့ပုဂ္ဂိုလ်9ဦးကိုနှစ်စဉ်နှစ်တိုင်းရွေးချယ်ပြီးတော့သူ့ရဲ့ငွေကြေးနဲ့နိုဘယ်ဆုဆိုပြီးရှင်းမြင်ခိုင်းခဲ့တယ်အဲ့ဒီလူတွေကအဲ့ဒီ9ဦးကဘာလို့လဲဆိုတော့ထူးချွန်တဲ့စာရေးဆရာဓာတုဗေဒရူပဗေဒကပ္ပငြိမ်းချမ်းရေးပြုတ်လို့သူစေပညာရက်မှာရှာဖွေတွေ့ထင်နိုင်တဲ့လူ9ဦးကိုနှစ်စဉ်နှစ်တိုင်းရွေးချယ်ပြီးတော့ဆုရှိမြင်ရတဲ့နိုဘယ်ဆုပေါ့နော်ဒီထဲမှာကျွန်တော်တို့မြန်မာပြည်ကဒေါ်အောင်စုကြည်လည်းအပါဝင်ပေါ့သူကဗာငင်းချမ်းရေးလောက်တာတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့သူ့ကိုကျွန်တော်သိရတော့ကပ္ပငင်းချမ်းရေးပြုတ်လို့သူကပ္ပငင်းချမ်းရေးနိုဘယ်ဆုကြီးလို့ပဲကျွန်တော်သိတယ်every Nobel ရခံစားချက်လို့ပဲကျွန်တော်တို့ခံစားရတယ်ကျွန်တော်ညနေတကယ်ခံစားရတယ်ကျွန်တော်တို့ပြည်သူလူထုကအခွန်အကောက်တွေဗမာအစိုးရတွေပေးဆက်ပြောတည်ရလာတဲ့အခွန်တုပ်ကိုခမရတို့ရဲ့စစ်တိုက်တဲ့နေရာပေါ့နော်လက်နက်ခဲယမ်းတွေဝယ်တယ်လေရင်တွေဝယ်တယ်ဟောအနုမြူတွေဝယ်တယ်နောက်ပြီးတော့ဘသူတွေတိုက်ပြည်ပတိုက်လို့လားပြည်ပတိုက်တာမဟုတ်ဘူးကျတို့တိုင်းရင်းသားလူမျိုးတွေကိုတိုက်တိုင်းရင်းသားလူမျိုးတွေမှာကြည့်အရင်တုန်းကရောအခုရောမနှက်ပြန်ရောခင်ဗျားတို့တိုက်အဲ့တော့ကျွန်တော်တို့ရင်ကဘယ်လိုခံစားမလဲကျွန်တော်တို့ပေးလိုက်တဲ့အခွန်အတုတ်တွေကအတုံးလူသားအကျိုးပြုလုပ်ငန်းမှာမဖြစ်ပဲနဲ့ကျွန်တော်တို့ကိုပြန်တက်နေတဲ့လက်နက်ခဲယမ်းတွေဝယ်ဖို့ပေးလိုက်လို့ကျွန်တော်တို့မခံစားရဘူးလားအဲ့ဘယ်လိုလို့ကျွန်တော်တို့မခံစားဘူးလားခံစားရတယ်နော်ကျွန်တော်ရင်မှာတကယ်ခံစားရတယ်အဲ့တော့ဒီစကားလေးတွေကိုဥစားကနာအနေနဲ့လက်ရှိအစိုးရဗမာစစ်တပ်ကိုတရားလေးနည်းနည်းဟောပေးလို့မရနိုင်ဘူးလားခင်ဗျာကျွန်တော်တောင်းဆိုတာပါတကယ်တောင်းဆိုတာခင်ဗျားတို့ဗမာစစ်တပ်ဗမာဆိုရအားလုံးကျွန်တော်တို့တိုင်းရင်းသားတွေကိုကျွန်တော်တို့တိုင်းရင်းသားရင်ထဲကိုဝင်ပြီးတော့ကိုချင်းနဲ့စာပေးကြပါလို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ကတော့ဘာကောင်မှမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ရှင်တွေကတကယ်တောင်းဆိုတာပါကျွန်တော်တို့ကရင်ထဲတိုင်းရင်းသားအားလုံးရဲ့ရင်ထဲကိုဝင်ပြီးတော့ခမရတို့ကိုချင်းနဲ့စာပေးပါလို့ဒီနေရာကနေပြီးတော့ကျွန်တော်တောင်းမှန်ရင်နှုတ်ဆက်ပါတယ်အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာ